วันนี้เราก็คนละตระตัวมาเพิ่มพวกความมือไม่พวกเนาะก็สวยทุกคนเด็ดเนาะ Happy Merry Christmas เนาะเอาวันนี้ตัวนี้เยดอเตตากิตากลูบักตากิตากลูเลมิตาสักคือตะขาเลยไปเวก็แคนาดาเวไปแก่เราก็แคนาดาที่พวกก็พูนี่ไปดูบัวพระไปดูบัวสิพันนี่เตเตพริพลอเตเตพริพลิสิดานี่แหละเนี่ยมีว่าตัวมอสโซโรติพันละอเบมันนะที่พวกก็พูมีปัตตกามีปัตตดูมีมันเนี่ยว่าပွာလက်ခနော်ပွာလက်ပခပမီမကမောင်းနေအော်ဒီကောကန်ဒါဘဒူတော့ကောကန်ဒါသက်စတာဘလနေအတူပူပါသိဖာနေပါမာတေတေပြပြတော့အခုနေတော့ပတိပါလေးပဲလာဒီဇယ်ဘခွီသောနေအဝနေကောကန်ဒါဘဒူထူတော်ရလော်တလူလာမြဝဒတိဘကောဘောကောကန်ဒါတိဘကောဖိုတိဖာလေအသုတမတ်ကောဒါပယောသူလာအမီထော်လေသူဝါခိတဖူလတရှောလေအဝအစီဂျေမေအစီစီခါချွညာတကြီးတော့ဝတ်တူလေအစီစီစိတဖာနေနေပကောကန်ဒါပဒုနေဝတေတေဖလူဖလူလောအတာသဘောထားမတေတာတိုလေဒီသောဝါလောဝပကေပကေနဂေတိဘကောဖိုဖီမီကေတော့ပပွားကလူဘကောဘခဲတူတနေပါတော့တကလက်စနေတကလက်စနေပဒုစညာကောပဒုပဒုစညာစကောကော်ဘီလေပူပူနော်တိဘကောဖိုတူပါလာချက်လေတိဘကောဖိုလေတိလကောပူတိဖာပယမ်သူဝါခိတိဖာမော်ဒီလေနော်အဝနေခေါ်ဖို့နေပဟိဒုစီညစကပပဒူပွားပဝေခိုဝေအဝနေပတဲလစီတီmember နော်ဒီတော့ကောချခိုကောရီခိုတိဖာနေပဒုစီညဒါဝစီစီညအာနေတာပွားဒီဟောမတဲတာတိုလည်းနေတော့ပတတူဘခေါ်ပါနေအဝစီစီညတော့ပကေတော့ပေါ်ကညဖိုးတော့ဘဲဝလေကောကန်ဒါပူနေပပချူဘမ်လေပပဒူကေတော့ပပဒူနေတော့တဲ့ဝလေတဘီတာဘဲလေပွေပွေတော့ပပဒုနေချော့ထွဲစီကဝါလေပတဟုတကယ်လေအမီဝဒါသူမဆိုရိုတိဖာအတမနတိဘကပနေအဝတိဖာချော့ထွဲဝါလေကလူစီလေတာတာအော်လေကတိကစောလေတီချာကချနော် cross border aid နဲ့အဝတိဖာနေမဆွဲကိုမနီလာမချကိုမနီနော်အခုနေပစီဘလဘကကန်ဒါပဒူပေါ်တယ်လို့တော့ပတိဘကပိုလေကကန်ဒါပဒူနေတေဝလီနော်ခေနေပွာလာမီထောသတူလေအမချသူမဆိုရိုဒါခုပွေချသူမဆိုရိုတိပါကလုကလီဝါစာတခိတစာလုကော့ဘစ်ဘတ်ဘီနီအဝစီအထူတော့အဝဲဒန်ခါမနဘတဲလအပိဝဲမကလောကွာပိဝဲအကလုချေတိုင်ကလကချင်းနေကွာရှိခီကဒါတဂရရိုသခါအဝနိမီတသခုဒမနော်အခုနေပနဝတာကျော်တဲ့စာခုဒမအခုနေပွာလာကောကနေဒါကိုကန်ဒါပဒိုသီဖာနေအဝချတ်တဲ့တိပုကောဖို့တော့ချက်တော့ခုစီကောထီရကောလဲအဝလဲဒီမိုကရေစီထီကောတော့ထီကောဘီလဲမီမချူတိပုကောဖို့နေအဝသီဖာတို့ပိုးပါထော်ဒါဝတက်တက်ဖြူဖြူတဲ့ရှုတ်ချဘလခေါ်လာအခုနေအဝအမေတလဲပတ်သူပတ်လဲကောကန်ဒါနေကောကန်ဒါနေစာဖေကောအဝနေကောပီယောဒဘီအပူနေကောဆူလီဘီကောပတဲလကောလာနေနော်အဝနေနေဝတိဖာဟီဝဲတာပတလဲချောတနီဝဲပိတ်ဆိုဝဲမကလို့ကွာနေပိတ်ဆိုတာကလုကလဲနေဝဲခုဘလလီအခုနေတော့ခေတဘလစကောခုဘလနော်အခုနေပွက်လာအပိတ်ဆိုဝဲအမြတ်သာတော့ပွက်လဲပတဘမခုဘာနော်အဝတိရလာတော့ကြောဘလလေပွက်လဲပတဘမခုဘာဒါသူမဆိုရဝခိတဖူနေပွက်မီတချီခိရတာတရဆဖူနေဝတိရောတေတေအခုနေပွက်လာမီရနေရတော့ဖာပြသူဝတ်တာကနေဦးဇော်မင်းထိုးနော်ဝတ်တာကနေဦးဇော်မင်းထိုးခေကနေဦးမမအုံးဝတ်တာကနေဦးထိုးထိုးနိုင်ဝလူကနေဦးခေမောင်ကြီးဝရေကနေဦးမျိုးမြင့်ဦးဝခုကနေဦးတောင်းဟာဝနူကနေဦးဝိစိဝခေါ်ကနေဦးကိုကိုလွေဝခွေကနေဦးအောင်စိုးဝါကတချင်းဦးစိန်မင်းထက်နော်တော့ပေါ်တချီတကဟောနေဦးလေမျိုးမြင့်တော့တချီခိရကနေဦးမျိုးသိစာပေါ်တချီခိရအခုနေပေါ်တချီခိရနေကနေလေကနေဒါစရောဘူးနေဟိုလေနေတီဖူလီနော်ဘာတကွေးကမီလေလီကီပရဘာမာကောရပါလီကီခမ်နီဖူနေမကလောကွာဘူးဘာလေမစီဘွိုင်းမကလောကွာဝတ်တိပါပါကန်ဒါပီတေခါ
kenda pite kala no ako ni do mi le tagra roter phu ne yitinya ter phu ne Dynasty International Limited no company limited no awane Dynasty International awane company limited perba marko ba pe clearly the International Gateway Group really the awane Asia Zang Group call Asia Zang Group ne really ako ni tagra roter phu ne perba marko ba perba hi ba perba pu yo ta ba achani wa perba hi ba lir ki perba thobut awasi bani ane ko kenda do to do tagal do mi ti jan ya da ko kenda ne betile ado da tibu ko pole ko bior ko pa no ko bior ko pa ini le miama ko le miama ne o ti do de se ti ko le tabita ba le ta chati man ne bwa ta masima wo bwa pa ba khu mu pro tu ba ta ko ke ne ko kenda do se ko ne atmi kimi ti ba ko kenda se ko chata da tibu ko chata da program la chata da ti ko ba lu la chata ni se ko tu mo so ne ya da te bya tibu ko ho no no ti mi ka na le RFA mi ge tu na ba ta so no ti me do na share tu ka na mi ti se ko lo ho ne ta wa ne mi ta sa khur kha le awa ne pa ko khen da do chata khu da ba pa ko khen da do ti ba ta ko da ke ko khen da do ti bu ba lo ba da IDP pa lo khu ku mu ti pa lo ta ti pa ne awa ti pa mi ki ti ba hi se ko asu ta hi ma su bu pa lu ni community ni pete si lo no di to we Dr. Sida mo ta chai mi gi lo le thi lo ko pu mi gi ti ta kla ni ne chene da ma che ti ti ga ba no ko e da te e ro si mi ko ken da do le ana pe we da po po ko la pi ko le mi ma ni ta ko ta ke ta ko ni pe si lo ko ken da do ma no a ko ni thi ga ko ga da le no ko Canada ko America ti pa mi thoda che pa di do metro jo the ni ni we pe ke we da chi cha pe ke da wa pho su we le thi lo ko pu no pe mi ke li ta ro ru si pa ni po ba ma chu ni di ko khen da do ko khen ma da do ma mi thu ta li le to ba ma ko le da wa khi phu ba wa chi khi ga ma ko da le ta ro ru se phu ma ko le ni a mi ma ta ba ni li ba ni we le pa tu ba ta le pa chi mu ha pro le to probably ba chi le wa thi ba ko da pe mi ta ro phu ni po ba ma chu ni ko khen da po ba pi pra lo a thi pa ba o ba a no pa ba o ba no ta la hi wa ba hi no ka ba awane ye do hi ba ko ina le thi la ko pu ti ba ko ma te phu phu ba mle thi ga ko ti pha o po su thi ga ko o lu si lo ki chot thwe si ma che ti kle di to klo ki wa sa pa ti pha ni ha pu ni klo ki wa sa blo ki chue blo ne klo ki wa sa he ki kha wo nyo e pa ti pha ni a mi ba ta pa pa no le a mi da le black le a o da le sro bu li ma ra sin na mi lo ba thu tho chi ni ba thu ni chi ni le ba no da ta gro gro se phu ni ni bla li a ko ne ne pa sa khu do ma lo no pa sa khu do ma lo a ko ne pa cha mi la le pa thi lo ko pu ko na ti pha tu ko ma chu ni di ko khen da bu do ta phi da ma ni ye do te jan lo w yo so tu ko de ညီမသူတွေနဲ့စစ်ကောင်စီအတွက်လှုပ်လှုပ်ပေးနေတဲ့သူတွေအပါအဝင်လူပုဂ္ဂိုလ်12ဦးနဲ့အဖွဲ့အစည်း3ခုကိုကနေဒါနိုင်ငံကဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာဦးစော်မင်းထွန်းဦးမောင်မောင်အောင်ဦးထွန်းထွန်းနိုင်ဦးခင်မောင်ရီဦးမျိုးမြင့်ဦးတောင်းဟန်ဦးဝင်းရှိန်ဦးကိုကိုလွင်ဦးအောင်စိုးဦးစင်မင်းထက်ဦးလှိုင်မိုးမြင့်နဲ့ဦးမျိုးသစ္စာတို့ပါဝင်ပြီးတော့အဖွဲ့အစည်း3ခုကတော့ Dynasty International Company Limited International Gateways Group နဲ့ Asia Sun Group တို့ဖြစ်ပါတယ်2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်အခုတစ်ချိန်နဲ့ဆိုရင်ကနေဒါနိုင်ငံကဒဏ်ခတ်ပိတ်ဆို့အရေးယူတာ6ချိန်ရှိသွားပါပြီကနေဒါနိုင်ငံသားတွေအနေနဲ့ဒီလူတွေနဲ့စီးပွားရေးဆက်ဆံမှုတွေမလုပ်ဖို့ကန့်သတ်ထားတယ်လို့ဒီဇင်ဘာလ9ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ခင်ဗျာ